slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up. Mad Football မှာကြိုဆိုပါတယ်ကျွန်တော်က Mad Football ပါဒီ channel ကို like နဲ့ subscribe လုပ်ပေးကြပါအောင်လို့အားလုံးကိုဖိတ်ခေါ်ပါတယ်အကယ်၍အဆင်သင့်ဖြစ်ပြီဆိုရင်တော့ကြွားကြရအောင်မင်္ဂလာပါယနေ့ Manchester United ရဲ့အပြောင်းရွှေ့သတင်းအချင်းချုပ်ကိုတင်ပြပေးလိုက်ပါတယ်လက်ရှိ Old Trafford မှာရိုးရိုးရှင်းရှင်းအားဖြစ်မှုတစ်ခုမျှမဟုတ်ဘဲ Ineos အုပ်စုနဲ့နီးပြသည့် Ruben Amorim နဲ့ Ruben Amorim တို့ရဲ့ဦးဆောင်မှုအောက်မှာအသင်းကိုတော်လန်ဖြောင်းလဲမှုတွေအမှန်တကယ်လုံးဆောင်နေပါတယ်ရှင်းလင်းပြတ်သားတဲ့အသွေးအခေါ်နဲ့တင်းကျပ်တဲ့စီးမင်းတွေနဲ့အတူခေတ်သစ်အတွက်အုံမြင့်ချနေတာဖြစ်ပါတယ်အဝင်အထွက်အပြောင်းရွှေ့အားလုံးကိုအသေးစိတ်ဖော်ပြပေးသွားပါမယ်အမ်ဘူမိုကစားသမားရဲ့စန္ဒကစေးနှုံးထက်အရေးကြီးတဲ့အခါလက်ရှိမှာစိတ်ဝင်စားစရာအကောင်းဆုံးသတင်းကတော့ Brentford ရဲ့တောင်ပံကစားသမား Brian Mbeumo ကိုခေါ်ယူဖို့ကြိုးပမ်းနေတဲ့ကိစ္စပါ United ကကမ်းလှမ်းမှုနှစ်ကြိမ်တောင်ပြုလုပ်ခဲ့ပြီးနောက်ဆုံးကမ်းလှမ်းမှုကပေါင် 60.5 တန်းအထိရှိပေမဲ့ပယ်ချခံခဲ့ရပါတယ် Brentford ကပိုမိုမြင့်မားတဲ့ဖြောင်းရွှေ့ကြီးကိုလိုချင်ပြီးငွေသားနဲ့ကြိုတင်ငွေအမြောက်အများကိုလည်းတောင်းဆိုနေတယ်လို့သိရပါတယ်ဒါပေမဲ့မန်ယူပရိသတ်တွေမျှော်လင့်ချက်ထားနိုင်တဲ့အချက်ကတော့ကစားသမားရဲ့စန္ဒပဲဖြစ်ပါတယ်အမ်ဘူမိုဟာတခြားစပါအသင်းလိုကလပ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိထားပေမဲ့ Manchester United မှာပဲကစားချင်ကြောင်းအားလုံးကိုရှင်းရှင်းလင်းလင်းပြောကြားထားတယ်လို့သတင်းတွေကအတည်ပြုထားပါတယ်သူ့ရဲ့ခိုင်မာတဲ့စန္ဒကိုအနာဂတ်အသင်းဖော်တွေဖြစ်လာနိုင်တဲ့ Matthew ကုညလည်း Joshua Zirkzee တို့ကသူ့ရဲ့အပြောင်းရွှေ့သတင်း post တွေကို social media မှာ like တီးပေးခဲ့တာကလည်းအားဖြည့်ပေးခဲ့ပါတယ်ဒါဟာအိမ်မက်ရဲ့ plastic ယုံ Theater of Dreams ကိုကြိုဆိုတဲ့သဘောပါပဲနီးစနစ်ပိုင်းအရဆိုရင်အမ်ဘူမိုဟာအမိုရမ်လိုချင်တဲ့ကစားသမားမျိုးပါသူဟာအလုတ်ကြိုးစားပြီးဖိအားပေးတာမှာအထူးကောင်းမွန်တယ်လို့ဂိုးသွင်းနိုင်စွမ်းလည်းထပ်မြက်တာကြောင့်ပေါ်တူဂီနီးပြရဲ့ 3-4-3 စနစ်နဲ့အဖြစ်ဝကိုက်ညီပါတယ်အခုတော့ပြောင်းရွှေ့ခြင်းကိစ္စပဲကြံတော့တာဖြစ်ပြီးဒါဟာ Ineos ရဲ့မူဝါဒအသစ်အတွက်အဓိကစမ်းသပ်မှုတစ်ခုဖြစ်ပါတယ်ပစ်မှတ်အဓိကကစားသမားအတွက်လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုကိုလုပ်မလားဒါမှမဟုတ်သတ်မှတ်ထားတဲ့ဈေးနှုန်းထက်ပိုမပေးဘူးဆိုတဲ့မူကိုဆက်လက်ထိန်းမလားဆိုတာစောင့်ကြည့်ရမှာပါနောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းကတော့ Sporting Lisbon တိုက်စစ်မှု Victor Gera's ကိစ္စပါအစပိုင်းမှာသူဟာ Arsenal ကိုဦးတည်နေပုံရပေမဲ့နောက်ဆုံးသတင်းတွေအရအခြေအနေကပြောင်းလဲသွားခဲ့ပါတယ်Gaio Gera's ဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲပြီး Manchester United မှာသူ့ရဲ့နီးပြဟောင်း Ruben Amorim နဲ့ပြန်လည်ပူးပေါင်းလိုကြောင်းအတည်ပြုခဲ့ပါတယ်။ Sporting ကလည်းသူ့ရဲ့အစားထိုးကစားသမားကိုစတင်ရှာဖွေနေပြီး Franco Ivanovic ကိုအဓိကပြစ်မှတ်ထားနေတဲ့ဆိုတဲ့သတင်းတွေကြောင့် a positive side ဘုတ်တွေပိုပြီးထင်ရှားလာပါတယ်။ဒါက United အတွက်ဆွေးနွေးမှုတွေအပြည့်အဝဆက်လုပ်ဖို့လမ်းဖွင့်ပေးလိုက်တာပါပဲ။ပြောင်းရွှေ့ခြင်းကိစ္စကတော့ရှုပ်ထွေးနေစေပါ။ပေါင်85တန်းလော့ချင်းငွေဒါမှမဟုတ်ပိုပြီးတက်တာတဲ့ဈေးနှုန်းနဲ့ခေါ်ယူနိုင်မဲ့လူကြီးလူကောင်းသဘောတူညီချက်ကြားမှာအခြေတန့်ချင်နေပါတယ်။ Old Trafford မှာထွက်ခွာသူများစီးကန်းတဲ့ယဉ်ကျေးမှုအသစ်ကိုတည်ဆောက်ခြင်းအသင်းအားထင်မှုတွေအပြင်အသင်းကိုကြီးကြီးမားမားခွဲစိတ်မှုမှာကစားသမားတွေကိုထုတ်ပယ်ကားတွေလည်းပါဝင်ပါတယ်။ကလပ်ကအတွေ့အကြုံရှိကစားသမားတွေဖြစ်တဲ့ Christian Eriksen, Johnny Evans နဲ့ Victor Lindelof ကိုရဲ့စာချုပ်ကုန်ဆုံးပြီးနောက်ထွက်ခွာခွင့်ပြုလိုက်ပြီလို့အတည်ပြုထားပါတယ်။ဒါပေမဲ့အစိတ်ဝင်စားဆုံးကိစ္စကတော့အသင်းရဲ့ပါရမီရှင်လူငယ်ကစားသမား Alexandro Garnacho ထူပါတယ်။ Europa League ဘောလုံးပွဲမှာအရန်ခုံမှာထားခဲ့တာကိုမကြေမနပ်ထစ်ခဲ့ပြီးနောက်သူ့နဲ့အမိုရမ်တို့ရဲ့ဆက်ဆံရေးပြတ်တောက်သွားခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်။အမိုရမ်ကတခြားကလပ်ကမင်းကိုလာဝယ်ဖို့ဆူတောင်းလူပြင်းပြင်းထန်ထန်ပြောခဲ့တယ်လို့ဆိုပါတယ်။အသင်းကအဓိကလူငယ်ကစားသမားတအုပ်ကိုရောင်းချဖို့အသင့်ရှိနေတာဟာစီကန်ဟာဒီခေတ်သစ်မှာအရေးအကြီးဆုံးအရာဖြစ်ပြီးဘယ်ကစားသမားမှနီးပြကိုကြော်လွန်းတဲ့အထူးအခွင့်အရေးရရှိတော့မှာမဟုတ်ဘူးဆိုတဲ့ရှင်းလင်းပြတ်သားတဲ့သတင်းစကားပါပဲ။ Jadon Sancho ကိစ္စကလည်းကလပ်အဒတ်ပြဿနာတစ်ခုအဖြစ်ရှိနေသေးပါ။ Juventus ကသူ့ကိုဆက်လက်စိတ်ဝင်စားနေပေမဲ့အဓိကပြဿနာကတော့ကစားသမားရဲ့မြင့်မားလွန်းတဲ့လုတ်ခလစားပဲဖြစ်ပါတယ်။ Fenerbahce နဲ့သဘောတူညီမှုကတော့ Jose Mourinho က Sancho ရဲ့ professional ဆန်မှုအပေါ်စိုးရိမ်မှုတွေပြသပြီးတော့ပြက်ပြဲသွားခဲ့ပါတယ်။လက်ရှိဂိုးသမား Andre Onana ရဲ့အခြေအနေကတော့မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ပြီးခဲ့တဲ့ရာသီကသူ့ရဲ့စွမ်းဆောင်ရည်ဟာမတည်ငြိမ်ပဲအမားတွေမကြာခဏလုတ်ခဲ့တာကြောင့်ပါ။တရင်ရင်းမြစ်တွေအရာကလပ်ကသူ့ကိုအငားချဖို့အသင့်ရှိနေပါတယ်။သူ့ရဲ့မြင့်မားတဲ့လုတ်ခလစာကအပိသက်ရောင်းချဖို့အသားအစီးဖြစ်နေလို့ပါ။မိုနာကိုအသင်းက
သူ့ကိုစိတ်ဝင်စားပေမဲ့လောက်ခလစာပြဿနာကမဲ့အခက်အခဲဖြစ်နေတော့ပါပဲဒါပေမဲ့အိုနာနာကတော့အမိုရန်ကသူ့ကိုပထမဦးစားပေးမဟုတ်တော့ဘူးလို့တိုက်ရိုက်မပြောမချင်းကလပ်မှာဆက်နေဖို့စန္ဒရှိနေတယ်လို့သိရပါတယ်ဒီလိုမရေရာတဲ့အခြေအနေတွေကြားထဲမှာအက်စတွန်ဗီလာရဲ့ကမ္ဘာဖလားချန်ပီယံဂိုးသမားအမီလီယာနိုမာတီနက်စ်ဟာ United ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်လာခဲ့ပါတယ်ဒီအပြောင်းရွှေ့ချစ်နိုင်ခြင်းမြင့်မားလာတာကကစားသမားကိုယ်တိုင်ကလည်းအိမ်မက်ရဲ့ပြစ်ဆက်ယုံ Theater of Dreams ကိုပြောင်းရွှေ့ခြင်းပြီးကလပ်ကိုအကောင်းမြင်တဲ့ဆိုင်းဘုတ်တွေပေးပို့ထားလို့ဖြစ်ပါတယ်ဒါအပြင် Aston Villa ရဲ့အခြေအနေကလည်း Premier League ရဲ့ PSR ဘန်ဒါကြီးမြတ်မှုကိုထိန်းသိမ်းဖို့အတွက်အဓိပကစားသမားတွေကိုရောင်းချဖို့ဖိအားပေးခံရနိုင်ပါတယ်ဒါကြောင့် Martinez ရဲ့ပြောင်းရွှေ့ကြီးဟာပေါင်30ကနေ45ထန်းကြားမှာရှိနိုင်ပါတယ်။ Martinez အပြင် United ကစိတ်ဝင်စားတဲ့တခြားထိပ်တန်းဂိုးသမားတွေရဲ့စည်ရင်းလည်းရှိနေပါတယ်။ Marco Carnesecchi အတလန်တာရဲ့24နှစ်အရွယ်လူငယ်ဂိုးသမားဟာ Serie A မှာအထင်ကြီးစရာစွမ်းဆောင်ရည်တွေပြသခဲ့ပြီးနောက် United ကအနီးကပ်စောင့်ကြည့်နေတဲ့အခြားပစ်မှတ်တစ်ခုပါ။ United ကယူရို40တန်းနဲ့ကနိုဦးကလမ်မှုပြုလုပ်ဖို့အသင့်ရှိပေမဲ့အတလန်တာကပုံမမြင့်မားတဲ့ပြောင်းရွှေ့ခြင်းကိုလိုချင်နေလေလုံးသိရပါတယ်။ Diego Costa ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့နံပါတ်1ဂိုးသမားပေါ်တိုအသင်းက Diego Costa ဟာအမိုရန်ရဲ့အထူးနှစ်သက်တဲ့ကစားသမားချစ်ပြီးအရင်ကလည်းဆွေးနွေးမှုတွေရှိခဲ့ပူပါတယ်။ Marcin Bulga Nice အသင်းရဲ့ပိုလန်ဂိုးသမားဟာလည်းစိတ်ဝင်စားစရာရွေးချယ်စရာတစ်ခုဖြစ်ပြီးစောင့်ကြည့်ခံနေရပါတယ်။တချိန်တည်းမှာတဲ့ကလပ်အသင်းကတိုမ်ဟီထန်ရဲ့ဆက်ချုပ်ကိုတနစ်ထပ်မံတိုးမြင့်ခဲ့ပြီးသူ့ကိုတတိယဂိုးသမားအဖြစ်နဲ့အသင်းအတွက်အားဖြည့်ပေးသွားမှာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်တွေအားလုံးက Manchester United ရဲ့ဂိုးသမားနေရာမှာမကြခင်မှာကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာတော့မယ်ဆိုတာကိုညွှန်ပြနေပြီးပရိသတ်တွေအနေနဲ့ဒီအခြေအနေကိုအနီးကစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဘောလုံးသတင်းဒီမလွတ်တမ်းသိရဖို့ကျွန်တော်တို့ကို follow တို့ subscribe လုပ်ထားပါဦးနော်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။